မင်္ဂလာပါ The Review ကနေကြိုဆိုပါရစေကျွန်တော်ကတော့လီဗာပူးကိုအားပေးလာတာနှစ်20ကျော်30ပေါ့နော်30နီးပါးလောက်ရှိနေပြီကျွန်တော်ရဲ့အကြိုက်ဆုံးကစားသမားကကျွန်တော် Steven Gerrard ကိုအကြိုက်ဆုံးပဲလက်ရှိကျွန်တော်ပြောချင်တာကဗျာလက်ရှိအခြေအနေကမ္ဘာဖလားအခြေအနေမှာကျွန်တော်တို့ကစားသမားတွေဘယ်လိုအခြေအနေဖြစ်နေလဲဆိုတော့ကျွန်တော်ပြောပြချင်လို့ဒါဒီ page ကိုခွင့်ဖြစ်သွားတာပေါ့နော်ဒီနေ့ပဲLiverpool official page ကတက်လာတဲ့သတင်းအရဆိုလို့ချင်းကျွန်တော်တို့ရဲ့ဂျပန်အသင်းကောင်းဆောင်ပေါ့နော်အန်ဒရိုကတော့ဒီရှေ့တော့တန်ရာကြောင့်ကမ္ဘာဖလားလူစင်းရနေလဲထွက်သွားတယ်နောက်ပြီးအသင်းကနေလဲအနားယူတယ်ဆိုပြီးတော့သူကြီးညာသွားတယ်ဒါတကယ်ကိုစိတ်မကောင်းစရာသတင်းတစ်ပုဒ်ပါပြီးခဲ့တဲ့ Premier League ရာသီတုန်းကနီးပြအာနီစလော့ရဲ့လက်အောက်မှာပေါ်ထက်ခွင့်လုံးဝမရခဲ့တဲ့ကစားသမားတူပေါ့နော်ကျွန်တော်တို့အရင်တော့နီးပြကြီးဂျာကန်ကလော့လုံးဝဆိုလို့ချင်းအန်ဒိုဝင်လာလို့ရှိရင်ကျွန်တော်တို့မချုံးဆိုတဲ့ခံစားချက်မျိုးကိုရခဲ့တဲ့ကစားသမားဟာသူ့ရဲ့တရားဒီလုံးကြာအောက်ထားခြင်းခံရတယ်ဒီအချိန်တွေမှာကမ္ဘာဖလားမှာသူပြန်လဲပါဝင်လာတော့ကျွန်တော်တို့ကသူ့ကိုစောင့်ကြည့်မယ်ဆိုပြီးတော့ရည်ရွယ်ထားတာအခုတော့မကြည့်ရတော့ဘောဗျာနောက်တစ်ခုကလီဗာပူးဒါဘီလို့တောင်ပြောလို့ရမယ်ဒီနယ်သာလန်အသင်းနဲ့တွေ့ဆုံရမယ်ပွဲကိုလည်းကျွန်တော်တို့ကမကြည့်ရတော့ဘူးအစကတော့ဘယ်အသင်းကိုကျွန်တော်တို့အားပေးရမယ်မသိဘူးနှစ်သင်းလုံးအားပေးမယ်ဆိုပြီးတော့ကျွန်တော်ခံယူထားတာအခုကနယ်သာလန်အသင်းကိုပဲကျွန်တော်ပြန်ပြီးပြောင်းပြီးအားပေးရမယ်ပေါ့နော်ကျွန်တော်အဓိကကျွန်တော်ပထမဆုံးအားပေးမယ်ဒီကမ္ဘာဖလားမှာအားပေးမယ်ဆိုတာကကျွန်တော်လီဗာပူးကစားသမားတွေပါတဲ့အသင်းမှန်များကျွန်တော်အားပေးသွားမှာပေါ့နော်အဲ့လိုမျိုးစဉ်းစားထားတာနောက်တစ်ချက်ကအန်ဒိုရဲ့တတိယမြောက်ကမ္ဘာဖလားဝင်ခွင့်ပေါ့နော်ဒါကိုသူဆုံးရှုံးသွားတယ်ကျွန်တော်တို့ fan တွေတောင်ဒီလောက်ဝမ်းနေသူ့အတွက်လည်းသူဆိုရင်ဘယ်လောက်တောင်ဝမ်းနေနေမလဲပေါ့နော်ဒါကိုကျွန်တော်စဉ်းစားမိတာပါနောက်တစ်ခုက Florian Wirtz ပေါ့နော်သူကပြီးခဲ့တဲ့2022ကမ္ဘာဖလားတုန်းကခြေထောက်ဒဏ်ရာကြောင့်ပါဝင်ချပြန်ခွင့်မရခဲ့ဘူးဒါပေမဲ့သူ့ရဲ့မျှော်လင့်ချက်တွေကဒီနေ့မှပြန်ပြည့်လာတယ်2026ကမ္ဘာဖလားမှာပြန်လဲပါဝင်လာတယ်လီဗာပူးအသင်းမှာတော့သူကသူ့ရဲ့ခြေစွမ်းပိုင်းဟာနီးပြကြောင်လွယ်လို့ကျွန်တော်ပြောရမလားမသိဘူးခြေစွမ်းပိုင်းကိုကျွန်တော်အားရတယ်ဗျာဒါပေမဲ့ဂိုးတွေမမြင်တွေ့ခဲ့ရဘူးဒါပေမဲ့သူကဂျာမနီအသင်းမှာကျတော့သူ chance လုံနိုင်တယ်ဂိုးတွေလည်းသူ့ဂိုးတွေလည်းကျွန်တော်တို့မြင်တွေ့ရတဲ့ခါကျတော့တကယ်ပျော်မိတယ်တကယ်လေးဝမ်းသာတယ်ကျွန်တော်အခုနောက်ပိုင်းကျွန်တော်ကြိုက်တဲ့ကစားသမားဆိုလို့ချင်းကျွန်တော်ကွင်းလယ်မှာ Sobo Slime ကိုအရင်ကြိုက်တယ်ပြီးရင်ကျွန်တော်နောက်ပိုင်း Florian Wirtz ကိုတကယ်ကိုကြိုက်တယ်သူတို့နှစ်ယောက်တကယ်အတွဲမိချိတ်ဆက်ကစားနိုင်မယ်ဆိုလို့ချင်းကျွန်တော်တို့လီဗာပူးကွင်းလယ်ဘာမှပြောစရာမလိုဘူးကြာဒါပေမဲ့ထားပါတော့အခုလက်ရှိဒီဂျာမနီမှာကျွန်တော်တို့Florian Wirtz ကိုကစားသမားကဘယ်လောက်ထိစွမ်းဆောင်ပေးသွားမလဲဆိုတာကိုကျွန်တော်တကယ်ဝရင်ခုန်တယ်စိတ်လှုပ်ရှားတယ်သူ့ကိုကျွန်တော်စောင့်ကြည့်အားပေးအောင်ပါဒီနေ့သတင်းတွေကတော့ဒီလောက်ပါပဲကျေးဇူးပါကျွန်တော်ရှင်းဆက်ပြီးတော့လဲကျွန်တော်လီဗာပူးကစားသမားတွေနိုင်ငံအသင်းမှာဘယ်လောက်ထိစွမ်းဆောင်ပေးလာမလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ပြီးတော့ပြောပြပေးသွားအောင်ပါကျေးဇူးအများကြီးတင်ပါတယ်